ညနေခင်းလေးထုမြေကမ်းနားမှာတငါတေလေးတစ်ယောက်အလွတ်တန်းလွေတစည်းနဲ့အသက်မွေးဝမ်းကြောင်းရှာနေတယ်သူ့နာမည်ကမောင်လင်းဒါပေမဲ့ဒီနေ့ကသူ့ဘဝကိုထာဝရပြောင်းလဲသွားမယ်ဆိုတာသူမသိသေးဘူးအဲ့ချိန်မှာရေထဲကနေအလင်းတစ်ခုပေါ်လာတယ်ပထမတစ်ခါသူမယုံဘူးဒါပေမဲ့ဒုတိယတစ်ခါသူ့လွေကိုနီးစပ်အောင်ချိန်ကပ်လိုက်တယ်အဲ့ချိန်မှာမျက်လုံးအလင်းလေးနှလုံးရေအောက်ထဲကနေသူ့ကိုကြည့်နေတယ်ပြီးတော့ရေထဲကနေလူတစ်ယောက်လို့မထင်ရအောင်လှပတဲ့မိန်းကလေးတစ်ယောက်ပေါ်လာတယ်သူမရဲ့အသားရည်ကတောက်ပန်းနေသည်မျက်လုံးတွေကထားမှမဟုတ်ဘူးသူမပြောလိုက်တယ်မင်းကားကိုမကြောက်ဘူးလားမောင်လင်းခနာတိတ်တိတ်နေသည်မကြောက်ဘူးမင်းကလှတယ်နေ့တိုင်းသူတို့မြေကမ်းနားမှာတွေ့ကြတယ်သူမဟာလူမဟုတ်ဘူးဆိုတာမောင်လင်းသိတယ်ဒါပေမဲ့ချစ်မိသွားတယ်သူမလည်းနှစ်ထောင်ကတွေကလူတွေကိုရှောင်ရှားခဲ့ပြီးမြဲဒီတစ်ခါသူမမထွက်ခွာနိုင်တော့ဘူးဒီနေ့သူမပြောလိုက်တယ်ကိုကိုတဲကိုမနေ့3နာရီနောက်ပိုင်းမကြည့်ပါနဲ့ကိုကိုမီးရဲ့တဲကိုဆုံးရှုံးရမယ်ညတညမောင်လေးအိမ်မပြောဘူးအိမ်အောက်ကနေတခုခုလှော်ရှားထန်ကိုကြားလိုက်ရတယ်သူစိတ်ထဲမှာတန်တရားဝင်လာတယ်အချိန်ကမနက်3နာရီတတိသူအောက်ကိုကြည့်လိုက်တယ်သူမှမင်းကလေးမဟုတ်တော့ဘူးမွေကြီးကြီးတကောင်မျက်လုံးတောက်ပတ်ပြီးသူ့ကိုကြည့်နေတယ်သူမရဲ့အတန်ကိုကိုတဲကိုမြင်လိုက်ပြီးပြီအခုတဲထွက်သွားရမယ်မောင်လေးအော်ပြောတယ်မသွားပါနဲ့ကိုကိုမကြောက်ဘူးဒါပေမဲ့သူမအပြုံးနဲ့တဖြည်းဖြည်းရေထဲကိုပျောက်သွားတယ်နောက်တနေ့လူတွေပြောကြတယ်မိထဲမှာတငါသေးလေးတယောက်ပျောက်သွားပြီတချို့ကပြောကြတယ်ညာဘက်ဆိုရင်မိကန်နာမှာမျက်လုံးတယောက်နဲ့မွေးတကောင်အတူထိုင်နေတယ်လို့တချို့ချစ်ချင်းတွေကအသက်ရှင်လို့မရဘူးဒါပေမဲ့မေ့လို့လည်းမရဘူး